အတန်းထဲကကျောင်းသားတိုင်းဟာ HIV ပိုးကူးစက်ခံထားရပါတယ်။သေဆုံးသွားတဲ့သမီးအတွက်လက်စားချေဖို့ဆရာမက HIV ပိုးပါတဲ့သွေးတွေကိုနွားနို့ထဲရောပြီးကျောင်းသားတွေကိုတိုက်ခဲ့တာပါ။ကလေးတွေကဘာမှမသိပဲတောက်လိုက်ကြတယ်။အဲ့ဒီအချိန်မှာဆရာမဂျူလီကအတန်းတကားကိုပိတ်ပြီးဒါဟာသူမရဲ့နောက်ဆုံးသင်ခန်းစာဖြစ်လိမ့်မယ်လို့ပြောခဲ့ပါတယ်။သူမဟာလွန်ခဲ့တဲ့9နှစ်ကသူမရဲ့ဇလန်းတစ်ပုဒ်ကိုပြောပြခဲ့တဲ့အဲ့ဒီအချိန်တုန်းကသူမခင်မွန်းလောင်းဟာ HIV ပိုးရှိတယ်လို့စစ်ဆေးတွေ့ရှိခဲ့ပါတယ်။သူမရဲ့သမီးလေးခွဲခြားဆက်ဆံတာမခံရအောင်စစ်ဆက်ပွဲကိုသူမဘက်ကပဲဖျက်သိမ်းခဲ့ပါတယ်။သမီးလေးလူစီကကျမ်းမာစွာပဲမွေးဖွားလာခဲ့ပါတယ်။ဂျူလီဟာလူစီမူလာတန်းတက်တဲ့အထိပျော်ရွှင်စွာအတူနေထိုင်ခဲ့ကြပါတယ်။အဲ့ဒီအချိန်တွင်းမှာပဲဂျူလီဟာအလုပ်တွေရမ်းရှုပ်နေပြီးလူစီကိုကျောင်းစည်းရုံမှာခဏထားခဲ့ပြီးအလုပ်ဆင်းပြီးတိုင်းသူမကိုတွားကြိုခဲ့ပါတယ်။တလလောက်ကြာပြီးဗုဒ္ဓဟူးနေ့မှာသူမအလုပ်ဆင်းပြီးနောက်လူစီကရုတ်တရက်ပျောက်သွားခဲ့ပါတယ်။ဂျူလီဟာအပူတပြင်းရှာဖွေခဲ့ပါတယ်။နောက်ဆုံးမှာတော့အေးဆက်နေတဲ့ရေကူးကန်ထဲမှာသမီးရဲ့အလောင်းကိုသာတွေ့ခဲ့ရပါတယ်။ရဲတွေကလူစီရဲ့တေဆုံးမှုဟာရေနစ်တေဆုံးမှုလို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့သမီးရဲ့ပစ္စည်းတွေကိုစစ်ဆေးနေတော့ဂျူလီဟာလူစီဟာမဟုတ်တဲ့ပတ်စံအိတ်တစ်လုံးကိုတွေ့ခဲ့ပါတယ်။လူသက်သမားဟာအတန်းထဲမှာပဲရှိနေတယ်လို့သူမထင်သွားတယ်။သူမကဘသူတက်လဲဆိုတာချက်ချင်းမပြောခဲ့ပါဘူး။ကျောင်းသားတွေကိုသူတို့အချင်းချင်းခံမှန်းခိုင်းလိုက်တယ်။သူမရဲ့စိတ်ထဲမှာတော့တန်တရားအရှိဆုံးကျောင်းသား2ယောက်ရှိနေခဲ့တယ်